Toyota Corolla 2018 model မှာကျွန်တော်တို့ကအခု Android TV ပြောင်းလဲတက်ဆင်ပေးမှာပေါ့နော်သူ original design လို့ကြည့်အောင်ဒီကောင်မှာဆိုလို့ရှိရင် original screen size က9လက်မ size လောက်ရှိတယ်သူ့မှာဘာတွေ fashion တွေရလဲဆိုတော့ Bluetooth ရမယ် FM ရမယ် AM ရမယ်ပြီးလို့ရှိရင်ဒီမှာ CD ပေါ့နော်ကျွန်တော် CD အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ control တွေကအလုပ်လုပ်တယ်ဒီမှာဒါလေးတွေပေါ့နော်ဖုန်း answer လေးတွေဒါတချင်းဒီ line ကြော်တာတွေဒါတွေအကုန်လုံးအဆင်ပြေတယ်ဟုတ်ကဲ့ Corolla 18မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကAndroid TV လဲတော့မယ်ဆိုလို့ရှိရင်ဒီ dashboard မှာဘာမှဖြတ်တောက်စရာမလိုဘူးအားလုံးအဝင်ခွင်ကြကောက်ဆွတ်ရုံပဲအသုံးပြုလို့ရတဲ့ Android TV frame လာတာပေါ့နော်ဒီလို frame လာပြီဆိုရင်ကျွန်တော်တို့က TV quality ကိုရွေးချယ်လို့ရပြီသူက TV screen size ကတော့10လက်မှာပေါ့နော်တက်ဆင်လိုက်ရင်တော့ကျွန်တော်တို့ကဒါမျိုးလေးဖြစ်သွားမှာပေါ့နော်အခုဒီမှာပါတဲ့နေရာကိုဒီတိုင်းလေးပြန်ပြီးတော့ဝင်သွားမှာ wire လည်းဖြတ်တောက်စရာမလိုပဲနဲ့ plan လေးသုံးလို့ရတဲ့ wire တွေကိုကျွန်တော်တို့အသုံးပြုပေးထားတာဖြစ်ပါတယ်ခင်ဗျာ TV ရဲ့ quality လေးကိုလိုက်ကြည့်ပေးပါoriginal TV တွေကိုဖြုတ်တဲ့အခါမှာလဲကျွန်တော်တို့ကကျိုးတာပဲ့တာအနာတရားတွေမဖြစ်အောင်အဆုံးအထစ်တွေမဖြစ်အောင်လို့ view design နဲ့ခွာပေးရပါတယ်ခင်ဗျာခုလိုခွာပြီးရဆိုလို့ရှိရင်တော့ကျွန်တော်တို့က special frame နဲ့ Android TV ကိုတက်ဆင်ပေးလိုက်မှာပဲဖြစ်ပါတယ်ခင်ဗျာဒီ TV လေးอ่ะဆိုလို့ရှိရင် flagship series တွေက RAM အမြင့်ပေါ့နော် RAM 128GB ကိုအသုံးပြုပေးထားတယ် CPU 8 core processor ကို GHz မြင့်တဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လေးတာလက်တာဟန်းတာတွေမဖြစ်တော့ဘူး loading time ကမရှိသလောက်နည်းသွားတဲ့မျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ iOS fitting လေး sound system မှာဆိုလို့ရှိရင်လည်း DSP sound system plus DTS နဲ့ပါဝင်တဲ့အတွက်ကြောင့်မို့လို့အတန်အတွက်ကျသွားတာအတန် quality short သွားမှာကိုလုံးဝစိုးရင်စရာမလိုဘူး internet နဲ့ပတ်သက်တဲ့ function တွေဖြစ်တဲ့ Google Map YouTube Apple CarPlay Android Auto Spotify Netflix အဲ့လို application တွေကိုလည်းကိုယ်ပိုင် data sync 4G ထည့်ပြီးတော့အသုံးလို့ရတယ်လို့ Wi-Fi နဲ့လည်းအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က360 camera လေးကိုတက်ဆင်ပေးထားပါတယ်360 camera ကတော့ 1080 pixel Sony lens ကိုအသုံးပေးထားတဲ့အတွက်ကြောင့်မို့လို့မြင်ကွင်းလေးကတော့လုံးဝကိုကြည်တောက်ရှင်းဖြစ်နေပါမယ်အခုမြင်ရတဲ့မြင်ကွင်းလေးကိုလည်းပတ်တဲ့ recording လုပ်ပေးထားမှာဖြစ်ပါတယ်ခင်ဗျာကားမောင်းတဲ့အချိန်မှာလည်း record လုပ်လို့ရတယ်လို့ကားရနာတဲ့အချိန်မှာလည်း record လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်